ရီနန်ခွန်ကိုတိုင်ပြီးကေတောင်းကန်လွန်ကေလာထဲယူပါမေးဆိုတော့တကြံလွန်လို့ရှိရင်လူတိုင်းကတော့အဲ့လိုဝေဖန်မှုနဲ့တော့မကင်းဘူးပေါ့နော်ဒါပေမဲ့ကိုလူမျိုးကိုဘာသာကိုစာပေကိုယဉ်ကျေးမှုကိုရဲ့အဝတ်စားကိုချစ်တတ်ဖို့ပဲအရေးကြီးတာပါအဲ့စိတ်တစ်ခုတည်းနဲ့ပါကျွန်တော်တွေကတော့ကျွန်တော်ဘာမှမရှိဘူးပြောဆိုဝေဖန်တာတော့ရှိနေမှာပဲဒါတွေကလည်းပြောဆိုဝေဖန်နေဆိုတာကိုချစ်လို့ပြီးရင်ကျွန်တော်တို့ဟိုရခိုင်တွေကလေအချစ်ကျန်းတယ်ကျွန်တော်အရန်ဖြစ်စေချင်တာအရန်ချစ်ကြတာတကယ်တမ်းကြာရင်အခုဆိုရင်တော့တရှင်းတင်ထားတာသူတို့ရဲ့ကိုမိခင်ဘာသာစကားနဲ့အဲ့လိုဆိုရင်အရန်အားပေးတာတွေ့တယ်မလား comment တွေမှာလေတကယ်အားပေးတဲ့လူတွေပဲအချစ်ကျန်းတာပေါ့သူတို့ကအဲ့လိုသူတို့ကအမားမခံနိုင်ဘူးဒါကတော့ချစ်လို့ပဲကျွန်တော်ကတော့ယူဆတယ်ဘာလို့ဆိုကိုယ့်ရဲ့မိမိလူမျိုးအကြောင်းမိမိသိရောလေသူတို့ဒီကျွန်တော်ချစ်လို့ဟိုချစ်ခင်တဲ့စိတ်နဲ့ဟိုဘယ်လိုပြောမလဲဟိုရိုးတော့ဗျာအဲ့လိုချူလေးနဲ့မပြောတတ်ဘူးအဲ့လိုဘုံနဲ့ပြောတတ်တာဒါဒီတန်တွေကကိုတို့ကလည်းဒါဒီတွေကဆိုတော့လေပရိသတ်တွေပြောတာကိုအဲ့လိုမျိုးကျွန်တော်အဲ့လိုမခံချင်စိတ်တွေဖြစ်တာမရှိပါဘူးကိုယ်ချစ်လို့အချစ်ကျန်းတယ်ပေါ့ကိုလူမျိုးတွေကကိုယ့်အတွက်အချစ်ကျန်းတယ်ပြီးတော့ကိုယ်တချင်းနဲ့ဆိုပေးပါလှုပ်ပါအဲ့လိုမျိုးပေါ့လားကျွန်တော်အရင်တော့ဆိုမှမဆိုတာအဲ့လိုမျိုးဆိုတော့သူတို့ကအဲ့သူ့လူမျိုးဘက်ကိုမပါမှာကြောက်တာပေါ့နော်ချစ်ပေးဟိုပါပေါ့တချို့ကလည်းသိပါတယ်လို့ဒါမချစ်စရာမရှိဘူးလေနော်ကိုလူမျိုးကိုချစ်တာပေါ့နှစ်နေအောင်ချစ်တာအဲ့တော့တန်ဖိုးမထားမှလေသူတို့ကြောက်တာပေါ့ဒါမဲ့ဟိုအခုလေရခိုင်တကြံတရှင်းလေးပေါ့နော်တဒိုးရှိပြောမယ်လေတူလေးပြောမယ်ပေါ့ကောင်မလေးကိုတကြံပြီးလို့ရှိရင်ကောင်မလေးကိုလက်ထက်ခွင့်တောင်းမယ်ပေါ့သူ့ရဲ့ဟိုပါပေါ့ရီနန်ခွန်ကိုတိုင်ပြီးကေတောင်းကန်လွန်ကေလာထဲယူပါမေးဆိုတော့တကြံလွန်လို့ရှိရင်ရီနန်အခင်ဆိုတာအခွန်ဆိုတာရောက်ခတ်မှာပေါ့နော်အဖေနဲ့အမေကိုတင်စားလိုက်တာတိုင်ပြီးတော့ကျွန်တော်လက်ထက်ခွင့်လာတောင်းမယ်သူကလေဟိုဘာမေမေခွန်ပရူကေရခိုင်သမပြီးရခိုင်ကုန်းဆောင်းပါမေးဆိုတော့သူကလေဟိုရခိုင်သမပြီးရခိုင်သူလေးပြီးပေါ့နော်ရခိုင်ကုန်းကိုဆောင်းဖို့အတွက်မေမေအမေနဲ့ဖေဖေစီကနေခွင့်လာတောင်းပါပေါ့အဲ့လိုအချစ်တချင်းလေးချစ်စနိုးလေးနဲ့ပါဒီဟာဆိုရင်တော့သူတို့ကလေတဲ့မလားကုလူမျိုးတွေအချစ်ကျန်းတော့အဲ့လိုမျိုးဆိုရင်တော့သူတို့ပြောနေကြတာဒါပေါ့ခရီးနာစကားနဲ့စေနာစကားပေါ့အချစ်ကျန်းတာကွာစေတနာလွန်ကျေးသွားတာအင်းပေါ့ကိုကတော့အခုအပေါ်မှာချစ်တဲ့စိတ်နဲ့ပြောလိုက်တာဒါပေမဲ့သူတို့အမြင်မှာကအဲ့လိုမျိုးပေါ့ဟိုတစ်ဖက်အမြင်ကွာတစ်ဖက်အမြင်နဲ့ကြည့်လိုက်တာပေါ့လူဆိုတာကွာညီမလေးဒီလိုလက်ထောင်လာရှင်ညီမလေးဘက်ကဒါပဲမြင်ပါလေအခုဘက်ကကျတော့ဒီဘက်မှာဘာမှမရှိဘူးဖြူစင်းနေဆိုဒီဘက်ကမြင်လိုက်ပါတစ်ဖက်နဲ့တစ်ဖက်မတူဘူးလေနော်ဆိုတော့အခုဘက်ကအဖြူဆိုပေမဲ့တစ်ဖက်ကမဲမြင်မယ်ဒါပေမဲ့လည်းဟိုနည်းနည်းလေးပါအဲ့ဒါ comment တွေကအမှန်ဆုံးရှိလို့ရှိရင်အယောက်20 30တဲ့မပူပါဘူးเนาะမြန်မာနိုင်ငံမှာလူကြီးတန်း90ရှိတယ်လေဒီလောက်ကြီးကဘာမှဖြစ်ဘူးလေเนาะအယောက်20 30ကတော့အကောင့်တူတွေနဲ့ရောအစစ်နေပတ်ချလေးနေကြတာအဲ့တယောက်2ယောက်20 30ကဒါတော့ရှိနေမှာပဲနေရာတိုင်းမှာရှိနေတာပဲလေเนาะတကယ်နိုင်ငံကျော်ကြီးတွေတော့မှအဲ့လိုအပြောနဲ့မလွတ်ဘူးလေရှိတာပဲလေဟုတ်ဒါပေမဲ့ကျွန်တော်ပြောတယ်ဆိုကျွန်တော်အချစ်ကျန်းလို့ပဲကျွန်တော်ကသတ်မှတ်တယ်အချစ်တကယ်ကျန်းတာတကယ်စေပေါ့စေတနာတစ်ခါတည်းမှစေတနာထားလို့မတင်တော်တဲ့အရာရှိတယ်မထားတဲ့အရာရှိတယ်ပြီးတော့တကယ်စေတနာဆိုတာလေမထားတဲ့နေရာမရှိဘူးညီမလေးမြစ်တာတို့စေတနာဆိုတာဘယ်နေရာပဲဖြစ်ပေးလို့ကောင်းတယ်ဒါပေမဲ့တချို့နေရာတွေမှာလက်မခံတာရှိတယ်အဲ့ဒီခါကျတော့လက်မခံတဲ့နေရာမှာကျတော့အတင်းဇွတ်ပေးလို့မရဘူးအဲ့ဒီခါကျတော့ဟိုနိုင်ငံကျော်တယောက်ပြောမှုပါတယ်ဟိုတရေလက်မင်းထညက်ခဲကိုမဆောင်တတ်သေးဘူးနော်လက်ထညက်ခဲဆောင်ရတယ်ဆိုတော့လေအတိတ်ပြည်မျိုးတော့ပေါက်တာပေါ့နော်ထညက်ခဲပေါ့အချူကျွေးမဲ့နေရာမှာကျွေးလိုက်ပေါ့တကယ်လို့ဟိုမှာဟောင်းနေတာတို့အဲ့လိုမျိုးပေါ့တကယ်တစ်ခုခုနဲ့နှိုင်းလိုက်တဲ့သဘောပေါ့အဲ့လိုဟိုထညက်ခဲဆောင်ရတယ်သဘောပေါ့အတိတ်ပြည်ညီမလေးတော့သဘောပေါက်တာအဲ့လိုမျိုးပေါ့ဆိုတော့ကျွန်တော်ထညက်ခဲမဆောင်ခြင်းဘူးကျွန်တော်ကအဲ့လိုအရှိတိုင်းဆိုတော့လေအဲ့တော့အခုတော့ထညက်ခဲမဆောင်တကြားလုံးတော့ဆောင်တာတဲ့ကျွေးလိုက်ပြီနော်တကြားလုံးဟိုပေါ့မျက်နှာဖုံးချဖို့ပေါ့ကွာကိုယ့်ရဲ့အဆင့်ပံမပြနဲ့ဟိုမုန်းနေအောင်မှချစ်တဲ့ဟန်လေဟာအရင်ချစ်တယ်ဟုတ်ကဲ့ပါအန်တီဟုတ်ကဲ့ပါညီလေးရေဟုတ်ကဲ့ပါကိုကြီးရေအဲ့လိုမျိုးပေါ့ရိုးတာကြမဟုတ်ဘူးမုန်းတာမှမရှိတာကိုစိတ်တယ်အာချစ်ချစ်တဲ့တောက်လျှောက်အဲ့လိုပုံပွင့်လင်းပြောလိုက်တော့တစ်ဖက်လူစီမှာအဲ့လိုကန့်လန့်လေးတွေကြားတာပေါ့ပြီးရင်ရိုးတာစကားမြင်တော့လေသူတို့နားထဲမှာနည်းနည်းကန့်လန့်ဖြစ်တယ်ပြီးအာကောင်းတန်းတွေလေကြေတယ်လေနော်ဆိုတော့ကျွန်တော်ရဲ့ယူသားဖြူစင်မှုကျွန်တော်ပဲသိတာပေါ့နော်ဒါပေမဲ့လေကိုရဲ့လက်ပြကိုတန့်ရင်ပြီးပါပြီဘောမှာနော်စိတ်ချမ်းသာဖို့ကအရေးကြီးပါတယ်အဲ့တော့တစ်ဖက်သူကိုလေစိတ်ချမ်းသာအောင်အတန်းနိုင်ဆုံးတော့ထိမ့်နဲ့စကားပြောတာလေးဆင်ခြင်ပြီးတော့ကြိုးစားပါမယ်လို့ကိုကတယောက်တည်းရုန်းကန်ပြီးတော့တယောက်တည်းဒီနေရာထိအောင်ကြိုးစားလာတာပေါ့နော်ဆိုတော့ဟိုဘာဖြစ်ပြောဘယ်ပရိသတ်ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ကဟိုပေါ့အရာမှာစိတ်ရင်တိုင်းရိုးသားဆက်ဆံလို့မရဘူးဆိုတဲ့အတိလေးတွေရလာတယ်ပြီးတော့လူတိုင်းကအမားနဲ့မကင်းကြဘူးပေါ့နော်အမားဆိုတာလည်းရှိတယ်အဲ့တော့အထူးသဖြင့်ရိုဒါဒီတိုင်းသားတယောက်ဖြစ်တဲ့အတွက်ကိုပို့ပြီးတော့အပြောဆိုပို့ဆင်ကျင်ရမယ်ပွင့်လင်းတိုင်းမကောင်းဘူးပွင့်လင်းရွာပြင်ထွက်ခံရတယ်ဆိုတာရှိတာကိုဆိုတဲ့အခါကျတော့
စကားထိမ့်သိမ့်နဲ့ပြောဖို့လေကိုအမြဲတမ်းဆင်ကျင်ပါတယ်အမြဲတမ်းဟိုဒါပေမဲ့ဟန်ဆောင်မှုတော့တခြားလူတွေလိုတော့ဟန်ဆောင်မှုတော့ပါမှာမဟုတ်ပါဘူးကျွန်တော်မေတ္တာစေတနာအစစ်မှန်ပဲကျွန်တော်အဲ့လိုမျိုးနဲ့ပဲဆက်ဆံပါပါလို့အဲ့ဒါလေးတော့ပြောချင်ပါတယ်ချစ်တာတော့လေကျွန်တော်ကြတော့ခွဲခြားမှုမရှိဘူးနော်ဟိုဥမာဘာသာဆွဲလူမျိုးဆွဲအဲ့လိုမရှိဘူးအဲ့တော့ကိုယ့်ကိုတနိုင်ငံလုံးအားပေးလာတဲ့ပြိသက်တွေအကိုတွေအမတွေအမေတွေတော်တွေဖြစ်တဲ့အတွက်ကိုကျွန်တော်ရဲ့ထမင်းရှင်တွေပဲလေတနိုင်ငံလုံးအဲ့ဒီခါကျတော့ကျွန်တော်မှအဲ့လိုဟိုလူမျိုးနဲ့ဘာသာနဲ့တဲ့မလားအဲ့လိုမျိုးအသားဖြူတယ်မဲတယ်ချမ်းသာတယ်နဲ့ခွဲခြားလို့မရဘူးကျွန်တော်ရဲ့ပြိသက်ကလူဒန်းစားမျိုးစုံရှိတယ်လေအဲ့ဒီအတွက်နဲ့အကုန်လုံးပေါ်မှာမေတ္တာစေနာအစစ်မှန်နဲ့ပဲကျွန်တော်အကောင်းဆုံးပြိသက်အားလုံးကိုပဲတပြင်းညီဆက်ဆံပြီးတော့တကယ်ပဲရိုးသားတဲ့ပွင့်လင်းမှုတွေပဲကျွန်တော်ပေးမှာပါလို့အစစ်မှန်တွေပဲပေးမှာပါအထူးအောင်တော့တိတ်တော့မပေးချင်ဘူးဒါပေမဲ့ထိန်းတော့ထိန်းမှာပေါ့နော်အစစ်တွေကိုတော့နည်းနည်းထိန်းရမှာပေါ့ဟုတ်ကဲ့ပါချစ်တာပဲဖြစ်ဖြစ်ဟိုငုံတာပဲဖြစ်ဖြစ်အကြံပြုတာပဲဝေဖန်တာပဲဖြစ်အားလုံးကလက်ခံပါတယ်အဲ့တော့ဟိုအချစ်ချမ်းတဲ့လူတွေလည်းကျေးဇူးတင်ပါတယ်ဘာပဲပြောဒိုတာကိုဒါမိခင်ဘာသာစကားနဲ့ဒါပေမဲ့မိခင်ဘာသာစကားနဲ့ကြတော့လေဟိုတစ်ခွက်လေးပဲရမှာပေါ့လှုပ်ရှားလို့ဟိုမြန်မာဘာသာစကားနဲ့ကြတော့တနိုင်ငံလုံးဆိုတော့ဒိုတာတနိုင်ငံလုံးကလည်းထမင်းကျွေးနေတာဖြစ်တဲ့အတွက်ကိုပေါ့နော်အဲ့ဒါကိုဦးစားပေးလုပ်ရတာပေါ့အဲ့တော့မိခင်ဘာသာစကားနဲ့ကိုလေကျွန်တော်အတက်နိုင်ဆုံးနောက်ပိုင်းမှာဂျိုကြားနဲ့ပို့ပြီးတော့လုတ်သွားပေးပါမယ်เนาะအဲ့တော့အချစ်ထပ်ပြီးတော့ကြမ်းပေးကြပါဦးလို့ပြောချင်ပါတယ်ရိုးတာလည်းအချစ်ကြမ်းမှကြမ်းเนาะကျေးဇူးတင်ပါတယ်เนาะရခိုင်ပြည်သက်တွေကိုဆိုရင်အားလုံးကိုရှိုက်စော့ပါကျွန်တော်ကရွန်ချင်းမှာအကွန်အဆိုင်အမှန် process ဒီပါလိန်ညာဆိုဒီတခုလေးမှာပါအထောင်အလွန်ဒီချက်တခြားရှင်မလွေးခဲ့ပါကြီးနဲ့ကျွန်တော်စိတ်ထဲမှာကျွန်တော်နဲ့ပေါင်းဖို့လူကျွန်တော်နေနဲ့နေထိုင်ဖို့လူတွေအားလုံးသိပါတယ်ကျွန်တော်ဒီသူတပားကိုနောက်ကျော်ဓာတ်နဲ့ထိုးလူတိုက်ခိုက်တယ်လူနော်ရပ်ပိုင်ချင်းမှာလုံးဝမပါပါကိုလိပ်ပါကိုတန်းမှာလူတီးကိုရှိုက်ခွန်စိမ့်နဲ့ပဲကျွန်တော် process ဖိုက်ပါရေးရတဲ့လို့ကျွန်တော်အဲ့လိုဟိုကျွန်တော်စိတ်ထဲမှာမရှိဆိုတော့ကျွန်တော်ပန်ဝန်းကျင်သိပါတယ်နဲ့တတိစိတ်ကလေဘယ်သူချစ်ချင်မချစ်ချစ်ကိုချစ်ဖို့ရည်ကြည့်တယ်ကိုချစ်နေကိုကျေနပ်နေတယ်လေအဲ့တော့သူများကိုချစ်စင်ရင်ကိုကပဲချစ်အောင်နေတတ်ဖို့လိုတာပေါ့နော်အဲ့တော့ねအများရန်အထူးအောင်မပေးပေးနဲ့အချစ်စင်းနဲ့ပဲအများရန်ချစ်ပြီးတော့ပဲပရိသတ်တွေပေါ်မှာတာဝန်ကျေပါမယ်လို့ဟုတ်ကဲ့ပါကျေးဇူးပါ